သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1385ခုနှစ်ဒိုရလပိကျော်3ရက်2014ခုနှစ်ဖေဖော်ဝါရီလ18ရက်ရန်ကုန်တိုင်းဒေသလှိုင်မြို့နယ်ဥစ္စာလန်း2ရပ်ကွက်ဓမ္မမန္တ၌ဆင်းရဲကျင်းပပြုလုပ်အပ်သောဥစ္စာလန်းမိသားစုနှင့်အလှရှင်များ၏စုပေါင်းဓမ္မပူဇာသဘင်၌ဟောကြားအပ်သောကံနှင့်ကိလေသာအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရဏိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ញင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းကံနှင့်ကိလေသာဘုရားဘာသာဝင်တွေလက်ခံထားတဲ့ကံတရားဆိုတာကိလေသာနဲ့ဆက်ဆက်ပြီးတော့နေကြတာကိလေသာတွေရှိနေသမျှကံတရားဆိုတာရှိနေဥမှာပဲကံနဲ့ကိလေသာဟာတွဲဖက်ပြီးတော့နေတာကံဖြစ်ဖို့ဆိုတာကိလေသာတွေကထောက်ပံ့ကူညီပြီးတော့အကြောင်းပြုလို့ကံတရားဆိုတာဖြစ်တာရသော်ဘုရားကတရားဝါတွေဟာကမ္မတတ္တိဝိပစ္စတိယတိတံဟိနပဏိတတာယတတ္တလောကကြီးတစ်ခုလုံးစုကြုံနေမြင့်အစဉ်တန်းချင်းကွဲပြားခြားနားနေတာဘယ်သူကဖန်တီးနေတာတုံးလို့ဆိုကံတရားကဖန်တီးနေတာလို့ဒီလိုပြောတယ်အဲ့ဒီကံတရားဆိုတာအလုံးသိကြတဲ့အတိုင်းပဲစိတ်ထဲမှာဖြစ်ယုံနဲ့ကံဖြစ်ရောက်သွားတဲ့တရားမျိုးလည်းရှိတယ်စိတ်ထဲမှာဖြစ်ယုံနဲ့ကံမမြောက်ဘူးနှုတ်ကထုတ်ဆု
ထုတ်ဖော်ပြောဆိုမှကံဖြစ်ရောက်သွားတာလည်းရှိတယ်စိတ်ထဲမှာဖြစ်ယုံနဲ့ကံမမြောက်ဘူးကိုယ်ဒီလက်ရောက်ပြုလုပ်မှသာလင်ကံမြောက်သွားတာရှိတယ်လို့အစဉ်တိုင်းပြောမယ်ဆိုလို့ရှိရင်မနောကံဝစီကံကာယကံသို့သောစာပေကျမ်းဂန်ထဲမှာစင်ထားတာကြတော့အလုံးသိတာထင်ရှားတာဖြစ်သောကြောင့်ကာယကံကပထမထို့နောက်ဝစီကံမသိနိုင်တဲ့မနောကံဆိုတာကိုနောက်ဆုံးမှထားပြီးတော့ဒီလိုဖော်ပြဒါအစဉ်ကတော့အဓိကမဟုတ်ဘူးဖြစ်စဉ်အပြင်ပြောမယ်ဆိုရင်လူတွေရဲ့စိတ်ဟာအရင်တွေးတာပဲတွေးပြီးမှပြောကြတယ်ပြောပြီးမှလုပ်ကြတယ်ဆိုတာဒါဖြစ်စဉ်နဲ့ဆိုင်တယ်ပေါ့ဘယ်သူပဲဖြစ်ဖြစ်စိတ်ထဲမှာအရင်ကြံစည်တယ်အဲ့တော့ကြံစည်တိုင်းမနောကံလားလို့ဆိုလို့ရှိရင်ကြံစည်တိုင်းတော့မနောကံမဟုတ်ဘူးမနောကံလို့မခေါ်ဘူးပေါ့သတ်မှတ်ထားတာရှိမနောကံလို့ခေါ်တဲ့အရာကကောင်းတဲ့မနောကံဆိုးတဲ့မနောကံနှစ်ခုခွဲရအောင်မယ်ဆိုလိုတာကကုသိုလ်မနောကံအကုသိုလ်မနောကံလို့ဒီလိုနှစ်ခုပြောအလုံးသိကြတဲ့အတိုင်းအကုသိုလ်မနောကံဆိုဒီမှာအဘိဇာဖြာပါဒမိစ္ဆာဒိဋ္ဌိတဲ့ဒီသုံးမျိုးကိုခေါ်တာအဘိဇာဆိုတာသူများပစ္စည်းကိုမှရကျင်တဲ့လောဘနဲ့ရှေ့ရှုကြံတွေးမှုတဲ့တရားကိုကောက်တော့လောဘပဲအဲ့ဒီလောဘသည်သူများပစ္စည်းကိုမှလိုချင်တဲ့လောဘလိုချင်တဲ့စိတ်နဲ့တွေးတောကြံစည်နေတဲ့လောဘဟာအဘိဇာအဲ့ဒီအဘိဇာဖြစ်တဲ့လောဘမျိုးကိုမနောကံလို့ခေါ်တယ်ဒါဖြင့်ဒီဖြင့်လောဘကိုမနောကံမခေါ်ဘူးလားလို့ဆိုဒီဖြင့်လောဘကဘယ်လိုလောဘတုံးဆိုသူများပစ္စည်းလိုဟာမျိုးအလားတူကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ရိုးရိုးလောဘပဲဒီအခုပြောတဲ့မနောကံဆိုတဲ့လောဘမဟုတ်ဘူးပေါ့စိတ်တော့စိတ်ထဲမှာဖြစ်တာပဲသို့တော်လည်းကံမြောက်တဲ့လောဘမဟုတ်ဘူးလို့ဒီလိုပြောဒီနေရာမှာသူ့ကိုထည့်သွင်းပြီးမဖော်ပြဘူးဘယ်လိုကွဲပြားခြားနာသွားတော့ဆိုလိုချင်တယ်ဆိုတဲ့လောဘဟာကိုမရသေးတဲ့အရာမှန်တယ်ဗျလိုချင်တယ်နှစ်သက်စရာကောင်းတဲ့အရာကိုလိုချင်တယ်လိုချင်ပြီးတော့သိမ့်ပိုက်ထားတယ်ဒါလောဘပဲအဲ့ဒီလောဘတွေကတခြားသူနဲ့ပတ်သက်မှုမရှိဘူးအဘိဇ္ဇာဆိုတဲ့လောဘကြတော့သူများပစ္စည်းနဲ့ပတ်သက်မှုဖြစ်သွားတယ်လွန်ကဲသွားတဲ့လောဘပေါ့သူများပစ္စည်းကိုမှကိုယ်ပစ္စည်းဖြစ်ခြင်းတယ်အဲ့ဒါဟာယံပရတ္တတံမမတ္တဆိုတဲ့စာပေကျမ်းကမှာဆိုထားတဲ့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့စိတ်ကူးတွေးတောကြံစည်တဲ့လောဘဒီလောဘကဘယ်ကိုဥဆောင်သွားတယ်လို့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့ပြစ်မှုတွေဘယ်ကိုဥဆောင်နေတုံးဆိုရင်တခိုးတို့ဓမြတို့ဖြစ်ဖို့အတွက်ဥဆောင်ဘာလို့ဆိုတော့သူများပစ္စည်းကိုလိုချင်တာ哦ကိုယ်ပစ္စည်းကိုလိုချင်တဲ့လောဘကြတော့ဒီထဲမှာမပါဘူးလောဘတော့လောဘပဲသို့တော်လည်းအခုလို့မနောကံလို့ခေါ်တဲ့လောဘမျိုးမဟုတ်ဘူးလို့ဒုစရိုက်တဲ့ပါတယ်လောဘမျိုးမဟုတ်ဘူးလို့ဒီလိုပြောနောက်တစ်ခုကဗျာပါဒဒေါသနဲ့တွေးတဲ့အတွေးဆိုရင်ပဲဒေါသကိုပဲပြောတာရိုးရိုးစိတ်ဆိုးတဲ့ဒေါသကတစ်မျိုးဆိုပါတော့ဒီလူဟာသိဆိုးတာပဲမိဘတွေကသားသမီးတွေပေါ်မှာဒီကောင်လေးသိမလိမ္မာဒီကလေးမှသိမလိမ္မာတာပဲနဲ့ဒီလိုတွေးတဲ့အတွေးမျိုးဒေါသဖြစ်တာမျိုးကြတော့ဒီမနောကံပြပါတာထဲမှာမပါဘူးဒေါသတော့ဒေါသပဲဒီကောင်သိမ့်မိုက်တာပဲဒီလိုပြောတယ်အဲ့ဒါပြပါဒလို့ခေါ်တဲ့ဒေါသမဟုတ်ဘူးဒုစရိုက်တဲ့ပါတယ်ဒေါသမဟုတ်ဒုစရိုက်တဲ့ပါတာကြတော့ဘယ်လိုဖြစ်တုံးဆိုဒီကောင်တည်သွားရင်ကောင်းမှာပဲတည်ပါစေပျက်စီးသွားပါစေ
နော်လောကကြီးကနေပျောက်ကွယ်သွားပါစေဆိုတဲ့အဲ့ဒီဒေါသမျိုးကြတော့မှမနောကံလို့ရကောက်တော့ဒေါသပဲကောက်တာဒါလဲကံမြောက်သွားတယ်လို့ခေါ်တာအဲ့ဒီကြကံမြောက်သွားတယ်ခုနကလောဘလဲကံမြောက်သွားတယ်ကိလေသာအဆင့်နဲ့ကြော်သွားတယ်လို့သူပြောမှာကိလေသာတွေဟာကံတရားဖြစ်ဖို့အတွက်အကြောင်းပဲအဲ့တော့ကိလေသာအဆင့်ကြော်သွားပြီးတော့ကံမြောက်သွားတယ်လို့ဒီလိုဆိုရမယ်နော်လောဘကိုလည်းကံလို့ခေါ်တယ်အဘိဇ္ဇာဆိုတဲ့လောဘကိုကံလို့ခေါ်တယ်ဗျာပါဒဆိုတဲ့ဒေါသတရားကိုလည်းကံလို့ခေါ်တယ်များသောအားဖြင့်သိနေကြတာတော့နိဗ္ဗိဒိကသုတ်မှာလာတဲ့စေရနာဟံဘိက္ခဝေကမ္မံဝရာမိယဟန်တို့ကံဆိုတာငါစေရနာကိုခေါ်တယ်လို့ဆိုတဲ့သုတ်တန်ရှိတယ်အဲ့ဒါကိုကြည့်ပြီးတော့ကံဆိုဒီမှာစေရနာလို့ပြောတာရေပုံရစကားလို့ဒီလိုမှတ်တာနော်စေရနာကိုသာကံခေါ်တာမဟုတ်ဘူးမနောကံမှာကြတော့လောဘကိုလည်းကံခေါ်တယ်အဘိဇ္ဇာဆိုတဲ့လောဘကိုလည်းကံခေါ်တယ်ဗျာပါဒဆိုတဲ့ဒေါသကိုလည်းကံလို့ခေါ်တယ်လို့ဖြစ်ဆက်ပြီးတော့မှတ်ထားဖို့လိုအပ်တယ်ပေါ့နောက်တစ်ခုမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာမှားတဲ့အမြင်ဆိုတာဒိဋ္ဌိဆိုတာစိတ်ထဲမှာဖြစ်တဲ့စေတသိက်တစ်မျိုးပဲသမ္မာဒိဋ္ဌိဆိုတာကြတော့ပညာကိုကောက်တာသူကြတော့ဒိဋ္ဌိစေတသိက်ကိုကောက်တယ်ဒိဋ္ဌိဆိုတဲ့စကားလုံးလေးချင်းတူပေမဲ့လို့အရာကောက်ခြင်းကွဲပြားခြားနာသွားတယ်ဒါလည်းအဘိဓမ္မာသင်မှုတဲ့ပုဂ္ဂိုလ်မှဒါကရှင်းရှင်းလင်းလင်းသိသွားတယ်ဒါကိုမှတ်ထားဖို့လိုတယ်ပေါ့မိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိစေတသိက်လောဘနဲ့ရှင်တွဲပြီးတော့ဖြစ်တယ်သူပြောတာအဲ့ဒီမှာမိစ္ဆာဒိဋ္ဌိဆိုတဲ့မှားတဲ့အမြင်တိုင်းဟာကံလားလို့ဒီလိုပြောရမယ်ဆိုလို့ရှိရင်မိစ္ဆာဒိဋ္ဌိတိုင်းကံလို့ပြောတာမဟုတ်ဘူးဒီမိစ္ဆာဒိဋ္ဌိကနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်နတ္ထိကဒိဋ္ဌိဆိုတာဒီအချက်10ချက်နဲ့ပတ်သက်ပြီးတော့ညင်းပယ်တာအချက်10ချက်ဆိုတာဘာပြောတာတုံးဆိုဒါနရဲ့အကျိုးကိုညင်းပယ်တယ်အကြီးအကျယ်လှူဒန်းမှုယိဋ္ဌဆိုတာရဲ့အကျိုးကိုညင်းပယ်တယ်လက်ဆောင်ပဏ္ဏပေးတဲ့ဟုတဆိုတဲ့ပေးကမ်းမှုရဲ့အကျိုးကိုညင်းပယ်တယ်ကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အကျိုးရင်းအကျိုးဆက်ကိုညင်းပယ်တယ်ဒီလောကကိုညင်းပယ်တယ်တမလွန်လောကကိုညင်းပယ်တယ်အမေကိုညင်းပယ်တယ်အဖေကိုညင်းပယ်တယ်အမေဖေကိုညင်းပယ်ခြင်းအပြင်အမေဖေပေါ်မှာစော်ကားခြင်းပြုစုခြင်းအတွက်ကောင်းကျိုးနဲ့ဆိုးကျိုးမရဘူးဆိုတာကိုလက်မခံနော်ညင်းပယ်ပြီးသားဖြစ်သွားတယ်တရားတွေတည်ပြီးပြန်ဖြစ်တယ်ဆိုတာကိုညင်းပယ်တယ်မဖြစ်ဘူးလို့ယူဆတယ်လောကမှာအမှန်တရားကိုသိပြီးလောကကိုမှန်ကန်တဲ့အကျင့်နဲ့ကျင့်ပြီးတော့လောကကြီးကိုထူးခြားတဲ့အသိဉာဏ်နဲ့ဖော်ထုတ်ဟောပြောနိုင်တဲ့ဖရာဆိုတာကိုညင်းပယ်တယ်အဲ့ဒီညင်းပယ်မှု10ချက်အဲ့ဒါကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်ဒီနေရာမှာဟိုတက္ကာယဒိဋ္ဌိလို့ဘာလို့လဲမဆိုင်ဘူးဒီမှာလဲဒိဋ္ဌိဆိုတဲ့ဒီနတ္ထိကဒိဋ္ဌိနဲ့ဆိုင်တဲ့ဒီဒိဋ္ဌိဟာလည်းပဲမနောကံပဲလို့သူတို့ပြောတာကြည်စေရနာမဟုတ်ဘဲနဲ့ကံမြောက်သွားတာ3ခုခုရှိပြီလောအဘိဇ္ဇာဆိုတဲ့လောဘရဲ့ဗျာပါဒဆိုတဲ့ဒေါသရဲ့မိစ္ဆာဒိဋ္ဌိလို့ဆိုတဲ့ဒိဋ္ဌိရဲ့အဲ့ဒီစေတသိက်တရား3မျိုးဟာမနောကံလို့စေရနာကိုပြောတာမဟုတ်ဘူးဒီဟာကစေရနာမဟုတ်ဘဲနဲ့ကံဖြစ်နေတာကိုတတိထားဖို့လိုအပ်တယ်ပေါ့နောက်တစ်ခုဒါကမကောင်းတဲ့မနောကံအကုသိုလ်မနောကံကုသိုလ်မနောကံကြတော့ဖြောင်းပြန်မှတ်အနဘိဇ္ဇာတဲ့သူများပစ္စည်းကိုငါပစ္စည်းဖြစ်လို့တဲ့အတွေးနဲ့မတွေးဘူးနော်အလောဘဆိုတာလောဘကိုဖယ်ရှားနိုင်တဲ့စွမ်းရည်တတ္တိသူများပစ္စည်းကိုမတရားလို့ခြင်းတဲ့လောဘမရှိဘူးအလောဘအဲ့ဒါလေသူများပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်ဒီအတွေးမျိုးကင်းတဲ့အလောဘဟာသူကမနောကံပဲနောက်တစ်ခါတရားတွေပေါ်မှာကျိုးစီးပွားကိုလိုလားတယ်
အပြပါဒအဒေါသမေတ္တာအဲ့ဒါလဲမနောခံပဲနော်မေတ္တာဆိုတာအဒေါသကိုခေါ်တာအဲ့ဒီအဒေါသဆိုတဲ့မေတ္တာရဲ့အလောဘဆိုတဲ့အနဘိဇာရဲ့အဒေါသဆိုတဲ့အပြပါဒဆိုတဲ့မေတ္တာရဲ့နောက်တစ်ခုတမ္မာဒိဋ္ဌိခုနကလက်ခံမှု10ချက်ခုနကညင်းပယ်တာအခုကလက်ခံမှန်ကန်တဲ့အမြင်နဲ့ဒါနတွေရဲ့အကျိုးလက်ခံတယ်ကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးရှိတယ်လို့လက်ခံတယ်ဓမ္မလွန်လောကအခုလောကရှိတယ်လို့လက်ခံတယ်အမေအဖေရှိတယ်လို့လက်ခံတယ်အမေအဖေပေါ်မှာအကျိုးရှိတယ်လို့လက်ခံတယ်သိပြီးတော့တတ္တဝါတွေပြန်ဖြစ်တယ်ဆိုတာလက်ခံတယ်ဖျားရှိတယ်ဆိုတာလက်ခံတယ်ဟောဒီလက်ခံမှု10ချက်ကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒီတမ္မာဒိဋ္ဌိကဝိပဿနာတမ္မာဒိဋ္ဌိဆိုတာ ਨੇ မတူဘူးဒါကအခြေခံတမ္မာဒိဋ္ဌိတစ်ခုပဲဖြစ်တယ်ဟောကုသိုလ်မနောကံအရာမှာအလောဘရဲ့အဒေါသရဲ့တမ္မာဒိဋ္ဌိဆိုတဲ့အတိညာရဲ့ဒီသုံးခုကိုကံလို့ခေါ်ပြန်တာကံလို့ခေါ်တယ်စေရနာမဟုတ်ဘူးဒီဟာတွေကြတော့စေရနာပြောတာမဟုတ်ဘူးအဲ့ဒီကံတရားတွေတဲ့မဲ့အကုသိုလ်ကံတွေဖြစ်နေတာဟာအဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့အကုသိုလ်ကံတွေဖြစ်နေတာဟာထိုကံရဲ့ဖြစ်ပေါ်ခြင်းကိလေသာတွေကြောင့်ဖြစ်နေတာလို့ဒီလိုဆိုရပေါ့ဒါကကိလေသာတဲ့လွန်သွားတဲ့ကံတရားသူတို့ရဲ့နောက်ွယ်မှာကိလေသာဆိုတာရှိတယ်ပေါ့ဟုတ်ပြီဝစီကံကိုပြောအောင်ဝစီကံကြတော့တေချာကြည့်တာနော်ဝစီကံဆိုတာကြတော့ကြည့်မုတ္တဝါဒမုတ္တဝါဒဆိုတာမှန်ကန်တဲ့အကြောင်းမမှန်ကန်တဲ့အကြောင်းအရာတစ်ခုကိုအမှန်လုပ်ပြီးတော့ပြောတာမုတ္တဝါဒလို့ခေါ်တယ်နော်အမှန်လုပ်ပြီးပြောဆိုမှုဒီလိုဆိုလို့တယ်မုတ္တဝါဒအမှန်လုပ်ပြီးပြောဆိုတာမမှန်မှန်သိရတဲ့နဲ့အမှန်လုပ်ပြီးတော့ပြောဆိုတာအဲ့ဒါကြတော့ဘာကိုကောက်တုံးဆိုစေရနာကိုကောက်တယ်မမှန်ကန်တဲ့အကြောင်းအရာတစ်ခုကိုအမှန်လုပ်ပြီးပြောတာရိုးရိုးပြောရင်တော့လိန်နေပေါ့နော်မမှန်မှန်သိရတဲ့နဲ့မှန်လုပ်ပြီးတော့ပြောလို့တဲ့စိတ်စေရနာတွန်းအားအဲ့ဒါကိုဝစီကံလို့ခေါ်တယ်တခါတဦးနဲ့တဦးကွဲသွားအောင်မတက်အောင်အစင်မပြေဖြစ်အောင်ဂုံးတိုက်လို့တဲ့စေရနာကိုပိသုနာဝါစာကွဲပြားအောင်လှုပ်ဆော်ပေးတဲ့စေရနာရနှစ်ယောက်ကွဲသွားအောင်ကြိုးစားပြီးတော့ပြောလိုက်တာပိသုနာဝါစာအရာကောက်တော့စေရနာကိုပဲကောက်တယ်စကားကိုမကောက်ဘူးမုတ္တဝါဒကလည်းစကားကိုမကောက်ဘူးပိသုနာဝါစာဆိုတာလည်းစကားကိုမကောက်ဘူးပြုလုပ်နှုတ်ကနေထွက်သွားတဲ့မှားရွံ့တဲ့အရာကွဲပြောင်းအောင်ပြောတဲ့စကားတွေကိုမဆိုလိုဘူးဘာကိုပြောတော့ဆိုနောက်ကနေတွန်းအားပေးတဲ့စေရနာလေးကိုကံလို့ပြောတာအဲ့ဒီစေရနာရဲ့နောက်ွယ်မှာဘယ်သူတွေရှိတုံးဆိုကိလေသာတွေရှိတယ်နော်ကံရဲ့အကြောင်းတရားဆိုတာသဘောပေါက်စေရနာရဲ့နောက်ွယ်မှာလည်းကိလေသာရှိကိလေသာရှိလို့လောဘရှိလို့ဒေါသရှိလို့မောဟရှိလို့ဒီစေရနာမျိုးတွေထွက်ပေါ်လာတယ်ဒီစေရနာမျိုးတွေထွက်ပေါ်လာသည့်အတွက်ကြောင့်လိန်လီခြင်းဂုံးတိုက်ခြင်းဆိုတာတွေဖြစ်လာတယ်ထို့တူပဲတစ်ဖက်သားကိုနာမချမ်းသာအောင်ချမ်းတမ်းရိုင်းပြတဲ့စကားမျိုးပြောတာဖရုဒဝါစာအဲ့ဒီပြောဆိုတဲ့စကားကိုကံလို့မခေါ်ဘူးအဲ့ဒီကံရဲ့နောက်ွယ်ကနေပြီးတော့တွန်းအားပေးနေတဲ့စေရနာကိုဖရုဒဝါစာလို့ခေါ်တယ်အဲ့ဒါဝစီကံအဲ့ဒီလိုဖြစ်ရအောင်နောက်ကနေအကြောင်းခံပေးနေတာကလောဘဒေါသမောဟစတဲ့ကိလေသာဒီလိုဆိုတာနော်တဘာဝတရားတွေရဲ့လှုပ်ဆောင်နေမှုကို
ကွင်းကွင်းကွက်ကွက်မြင်အောင်ကြည့်တာတန်ဖတ်ပလပတန်ဖတ်ပလပကိုပိန်ဖြင်းသောစကားလို့ဘာသာပြန်လေးရှိတယ်ပိန်နေဆိုတာအနှစ်သာရမရှိတာဖြစ်နေဆိုတာလည်းအဆံမရှိတာဆိုလို့အနှစ်မရှိအဓိပ္ပာယ်ကဲမဲ့တဲ့စကားတွေတရားလက်လွတ်စကားတွေမမှန်မကန်တဲ့စကားတွေအကျိုးမဲ့တဲ့စကားတွေကောင်းကျိုးချမ်းသာမဖြစ်စေနိုင်တဲ့စကားတွေအကြောင်းနဲ့အကျိုးနဲ့ဆက်ဆိုင်မှုမရှိတဲ့စကားတွေအဲ့ဒီစကားမျိုးတွေနဲ့ပြောဆိုစေတဲ့အဲ့ဒီစကားမျိုးကိုတမ္ပပလပလို့ခေါ်တယ်အဲ့ဒီစကားမျိုးပြောအောင်နောက်ကတွန်းအားပေးတဲ့စေရနာကိုဒီနေရာမှာဝစီကံလို့ခေါ်ပြီးတော့အဲ့ဒီစေရနာဖြစ်ပေါ်လာအောင်လှုံ့ဆော်နေတဲ့ကိလေသာတွေကြတော့ကံရဲ့နောက်ွယ်ကံရဲ့အကြောင်းတရားလို့ဒီလိုပြောတာစေရနာကကံနော်ထိုကံကိုဖြစ်ပေါ်စေတာကကိလေသာလို့အဲ့ဒီစေရနာကဆိုလိုတာကကိလေသာကစေရနာကိုထွက်ပေါ်စေတယ်စေရနာကနှုတ်ကမြတ်မှုဝစီကံကိုဖြစ်ပေါ်စေတယ်လို့ဒီလိုဆိုရပေါ့အဲ့တော့ဒါဝစီကံ၄ပါးဝစီကံ၄ပါးဒါကအကုသိုလ်ဘက်ကကုသိုလ်ဘက်ကြတော့ပြောင်းပြန်ပြန်ုံပဲမန္တာကိုသာပြောတယ်တူနဲ့တူညီညွတ်အောင်ကိုသာပြောတယ်ကျန်တဲ့ရိုင်းပြတဲ့စကားကိုမပြောဘူးယဉ်ကျေးလိမ္မာတဲ့စကားပြောတယ်အကျိုးမဲ့တဲ့စကားတွေကိုမပြောဘူးအဲ့ဒီလိုမပြောစေတဲ့စေရနာကိုဝစီကံလို့ခေါ်တယ်ဝစီကံဖြစ်ပေါ်ဖို့အကြောင်းဖြစ်လို့ဝစီကံလို့ခေါ်လိုက်တယ်စေရနာကိုခေါ်တယ်အဲ့ဒီစေရနာရဲ့နောက်ွယ်ကြတော့ကုသိုလ်စိတ်ဓာတ်တွေရှိတယ်လို့ဒီလိုဆိုတာပေါ့နော်ထို့တူပဲကာယကံနဲ့ပတ်သက်ပြီးတော့ကြည့်ပါဏာတိပါဒသူများအသက်ကိုတတ်လိုက်တယ်သူများအသက်ကိုတတ်လိုက်တယ်အဲ့ဒီတတ်ဖတ်မှုဟာတကယ်တော့အလုတ်တစ်ခုလုံးလိုက်တာပဲပေါ့သို့တော့အဲ့ဒီလုံးလိုက်တဲ့အလုတ်ကိုကံလို့ခေါ်လာလို့သူ့ကိုကံမခေါ်ပဲနဲ့လှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စေရနာကိုပဲပါဏာတိပါဒကံလို့ခေါ်တယ်အဲ့ဒီပါဏာတိပါဒကံဆိုတဲ့စေရနာဖြစ်ပေါ်ဖို့အတွက်တွန်းအားပေးတဲ့ကိလေသာတွေကိုကံရဲ့အကြောင်းတရားလို့ဒီလိုဆိုတာပေါ့ထို့တူပဲအဒိဏဒါနသူများပစ္စည်းကိုမတရားယူမှုကိုဖြစ်စေတတ်တဲ့စေရနာသည်ကံထိုကံကိုတွန်းအားပေးတဲ့ကိလေသာသည်ကံရဲ့အကြောင်းတရားလို့လောဘကြောင့်ခိုးရင်လောဘကြောင့်ခိုးလို့ရှိရင်လောဘသည်ကိလေသာစေရနာဖြစ်ပေါ်ဖို့အတွက်အကြောင်းဒေါသကြောင့်ခိုးရင်ဒေါသကြောင့်လည်းခိုးတယ်လေသူများပစ္စည်းကိုလိုချင်လို့မဟုတ်တမင်ဒုက္ခရောက်အောင်လုပ်တဲ့သဘောမျိုးဆိုလိုတာပြက်လို့ပြက်စီးလုပ်တဲ့သဘောဒီလိုဆိုတာပါကာမေတုမိစ္ဆာစာရမှာလည်းဒီတိုင်းပဲကာမကိစ္စတွေမှာကျွလွန်အောင်တွန်းအားပေးတဲ့စေရနာသည်မကျွလွန်ရမယ့်နေရာကိုကျွလွန်မှုတွန်းအားပေးတဲ့စေရနာသည်ကံတရားအဲ့ဒီကံတရားရဲ့နောက်ွယ်မှာကိလေသာအဲ့တော့ပါဏာတိပါဒအာဒိဏဒါနကာမေတုမိစ္ဆာစာရမုဒ္ဒဝါဒပိသုဏဝါစာဖရုဒဝါစာသမ္ပပလပါတို့ရဲ့အရာကိုကောက်တဲ့အခါကျတော့စေရနာဆိုတာကိုကောက်တယ်စေရနာဟံဘိက္ခဝေကမ္မဝဒာမိဆိုတာအဲ့ဒါပြောတာအကြောင်းတရားအဲ့ဒီကံတရားတွေရဲ့နောက်ွယ်ကဘယ်သူရှိလဲကိလေသာဒီလိုပြောတာနော်ရှောင်ကျင်ပြီဆိုတဲ့အခါကျတော့ကောင်းမြတ်တဲ့သဘာဝတရားတွေရှိလာပါဏာတိပါဒမှာရှောင်တယ်စေရနာပဲအဒိဏဒါနမှာရှောင်တယ်စေရနာကာမေတုမိစ္ဆာစာရမှာရှောင်တယ်စေရနာကုသိုလ်စေရနာအဲ့ဒီကုသိုလ်စေရနာရဲ့နောက်မှာအတိပညာတို့တတိတို့ဆိုတာရှိတယ်ကောင်းတာတွေရှိတယ်ပေါ့ကုသိုလ်ကံအကုအဲ့တော့လောကမှာကုသိုလ်ကံအကုသိုလ်ကံအဲ့ဒီကုသိုလ်ကံအကုသိုလ်ကံကိုထပ်ခွဲတဲ့အခါကျတော့ကုသိုလ်ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံလို့ဒီလိုခွဲတယ်အဲ့တော့ကုသိုလ်ကာယကံဆိုတာစေရနာကိုပြောတာကုသိုလ်ဝစီကံဆိုတာလည်းစေရနာကိုပြောတာ
ကုသိုလ်မနောကံဆိုတာကြတော့အလောဘအဒေါသသမ္မာဒိဋ္ဌိဆိုတဲ့ပညာဒီသုံးခုပြောတာအကုသိုလ်ကံရကံဆိုတာလဲစေတနာကိုပြောတာသို့တော့စေတနာချင်းတူပေမဲ့လို့ဒီစေတနာဟာအကောင်းကြီးမဟုတ်ဘူးမကောင်းတဲ့တွန်းအားမကောင်းတဲ့စိတ်တွေနဲ့တွဲလာတဲ့တွန်းအားအကုသိုလ်စေတနာလို့ခေါ်တယ်ပါဏာတိပါဒအာရိဏဒါနကာမေတုမိစ္ဆာစာရအကုသိုလ်စေတနာမုသဝါဒပိတုဏဝါစာဖရုဒဝါစာသမပလပအကုသိုလ်စေတနာအဲ့ဒါစေတနာကိုကောက်ပြီးတော့ဒီစေတနာတွေရဲ့နောက်ွယ်မှာအကုသိုလ်ကိလေသာတွေရှိတယ်ကိလေသာတွန်းအားတွေကြောင့်ဒါတွေဖြစ်တယ်ဒီလိုဆိုတာနော်မနောကံကြတော့အဘိဓါဖြာပါဒမိစ္ဆာဒိဋ္ဌိတဲ့အဘိဓါဆိုတဲ့လောဘဖြာပါဒဆိုတဲ့ဒေါသမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒိဋ္ဌိစေတနာမဟုတ်တဲ့ဒီတရားသုံးခုကိုလည်းပဲကံလို့ခေါ်လိုက်တယ်လို့ဟောကံတရားကြောင့်ကိုရှင်းရှင်းလေးဒီလိုနားလည်ဖို့လိုတယ်လောကလူတွေပြောနေတာကံအတိုင်းပဲကံအတိုင်းပဲနဲ့ပြောနေကြကံမကောင်းဘူးကံကောင်းတယ်လူတွေကပြောတာအကျိုးကိုကြည့်ပြီးတော့ပြောနေကြတယ်မကောင်းတာကြုံပြီဆိုရင်ကံမကောင်းဘူးလို့ပြောနေတာလုံနေတော့ကတော့မကောင်းတဲ့ကံလုံနေမှမသိဘူးနော်ကိုယ့်အကိုဘယ်အချိန်သိရမှာတော့ဆိုလုံနေတဲ့အချိန်ကိုသိရကိုလုံနေတာဟာမကောင်းတဲ့ကံလားကိုလုံနေတာကောင်းတဲ့ကံလားဒါသိဖို့လို့လုံပြီးအကျိုးဖြစ်လာပြီဆိုတော့မှဩကံမကောင်းဘူးငါကံကိုဆိုးတာနဲ့ဆိုပြီးတော့အဲ့ကြမှာညီးတယ်လေလူကမိုးလွန်မှာထွန်ချဆိုတာလို့အဲ့ဒီကြမှာညီးတယ်လုံနေတော့ကတော့ငါမကောင်းတာတွေမကောင်းတဲ့ကံတွေငါမှဖြစ်နေတယ်လို့ဘယ်သူမှမညီဘူးမကောင်းတဲ့ကံတွေဖြစ်နေတယ်တကယ်တော့အဲ့ဒီအချိန်မှာတတိထားငါမကောင်းတဲ့ကံတွေငါမှဖြစ်နေပြီဆိုတာတတိထားဟောမကောင်းတဲ့စိတ်နေတယ်မကောင်းတဲ့သဘာဝတရားတွေကိုယ်တိုင်မှာဖြစ်နေတယ်အေးကိုယ်မှမကောင်းရဲဆိုတာတတိထားတတ်ဖို့လိုတယ်အဲ့ဒီမကောင်းတဲ့အကုသိုလ်ကံတွေရဲ့နောက်ွယ်မှာကိလေသာဆိုတာတွေကိုရှိတယ်အကျဉ်းချုပ်ပြောလိုက်တဲ့အခါကျတော့လောဘရဲ့ဒေါသရဲ့မောဟရဲ့ဆိုတဲ့အကုသိုလ်ရဲ့အရင်းမြစ်ဖြစ်တဲ့ဒီသဘာဝတရား၃ခုဟာမြတ်စွာဘုရားကလောဘောနိဒာနံကမ္မနံသမုဒ္ဒါယယသမုဒ္ဒရာယလောဘဆိုတာတဲ့ကံဖြစ်ဖို့အတွက်အကြောင်းတစ်ခုပဲလို့ကံဖြစ်ဖို့အတွက်အကြောင်းပဲဒါကိလေသာကိုယဉ်ကျွန်းပြောတာနော်ဒေါသောနိဒာနံကမ္မနံသမုဒ္ဒရာယဒေါသဟာကံဖြစ်ဖို့အတွက်အကြောင်းတရားပဲတဲ့မောဟနိဒာနံကမ္မနံသမုဒ္ဒရာယမောဟဟာလည်းကံဖြစ်ဖို့အတွက်အကြောင်းတစ်ခုပဲလို့ဆိုလိုတာကဒါတွေကကိလေသာတွေလို့ဆိုလိုတယ်အဲ့ဒီကံနဲ့ကိလေသာအခုလို့ဆက်ဆက်နေတဲ့သဘောပေါက်တာကံနဲ့ကိလေသာဆက်ဆက်ဒီတဲ့ရှင်းရှင်းပဋိစ္စသမုပ္ပါဒ်ချက်ကြည့်လိုက်ပဋိစ္စသမုပ္ပါဒ်ကိုတစ်စိတ်တစ်စောင်းကြည့်မယ်ဆိုလို့ရှင်အဝိဇ္ဇာပစ္စယသင်္ခါရလို့မြတ်စွာဘုရားဟောတယ်အဝိဇ္ဇာဆိုတာအမှန်မသိတဲ့မောဟပဲအဲ့ဒီမောဟဟာကိလေသာအမှန်မသိတဲ့မောဟကြောင့်ဘာဖြစ်လဲအဝိဇ္ဇာပစ္စယသင်္ခါရလို့ဆိုတဲ့ကုသိုလ်ကံအကုသိုလ်ကံဒီနှစ်ခုဟာအဝိဇ္ဇာရှိနေသမျှအမှန်မသိမှုမောဟရှိနေသမျှကံတရားတွေရဲ့ဖြစ်ပေါ်မှုဟာမပြတ်ဘူးတဲ့ရှိနေပါကြည့်ဒီမှာလဲကြည့်နော်အဝိဇ္ဇာကကိလေသာသင်္ခါရကကံလို့ဒီလိုဟောတာဒါပရိစ္ဆသမုပ္ပါဒ်ရှေ့ပိုင်းမှာတခါပရိစ္ဆသမုပ္ပါဒ်နောက်ပိုင်းကိုကြည့်လိုက်တဏှာပစ္စယဥပါဒါနံဥပါဒါနပစ္စယဘဝဒီနေရာမှာတဏှာနဲ့ဥပါဒံဆိုတာတဏှာနဲ့ဥပါဒံဆိုတာ
ကိလေသာဟောတဏှာကလည်းလောဘဆိုတော့ကိလေသာဥပါဒံကလောဘနဲ့ဒိဋ္ဌိဆိုကိလေသာဥပါဒနာပစ္စယဘဝဆိုတဲ့နေရာရောက်သွားတဲ့အခါကျတော့ကာမဘဝနဲ့ဥပပတ္တိဘဝနှစ်ခုယူတယ်ကာမဘဝဆိုတာကံတရားတွေလို့ဒီလိုရည်စူးတယ်ဥပပတ္တိဘဝဆိုတာကံတရားကြောင့်ဖြစ်ပေါ်လာတဲ့ခန္ဓာကံကြောင့်ဖြစ်ပေါ်လာတဲ့ခန္ဓာလို့ဥပပတ္တိဘဝကဲဒီနေရာမှာလဲကြည့်လိုက်ကမ္မဘဝဆိုလို့ရှိရင်ဥပါဒနာပစ္စယကမ္မဘဝလို့ဆိုပြီးတော့တဏှာဆိုတဲ့ကိလေသာဥပါဒံဆိုတဲ့ကိလေသာကြောင့်ဘဝဆိုတဲ့ကံတရားဖြစ်ပေါ်လာဒါစာရဲဟာတွေပြောနေတယ်လို့စိတ်ထဲမှာမအောင်မိနဲ့တို့တွေနေ့စဉ်ဘဝမှာဖြစ်နေတာတွေလို့ဒီလိုတော့နော်ကိုယ်တဏ္ဍာမှာကံနေဖြစ်နေတယ်ဆိုတာဖြစ်နေတာကိုသိအောင်နားလည်နေဖို့လိုတယ်ပေါ့ဒါမှမကောင်းတဲ့ကံဆိုတာလဲရှောင်ကျဉ်နိုင်မှာပဲကောင်းတဲ့ကံဆိုတာတွေလဲကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားနိုင်မှာပဲဒီလိုဆိုတာပေါ့နော်ကံနဲ့ကိလေသာဒီကံတွေဟာဘလောက်အစွမ်းထက်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားကကမ္မတကတတ္တာကမ္မထာယတာကမ္မယောနိကမ္မဗန္ဓုကမ္မပဋိတ္တရဏမြတ်စွာဘုရားဟောပုံလေးကိုတတိထားကြည့်တတ္တာဆိုတာသက်ရှိတ attva တွေအားလုံးလူတွေမဟုတ်ဘူးလူနတ်မြမာနော်ငရဲတရိစ္ဆာန်ပြိတ္တာ30ဘုံမှာရှိသမျှတ attva တွေအားလုံးသက်ရှိတ attva တွေအားလုံးတတ္တာသက်ရှိတ attva အားလုံးကမ္မတကတာကံကိုယ်သာပိုင်ဆိုင်ကြတာဘာကြောင့်ပိုင်ဆိုင်တယ်လို့ပြောတာတော့ဆိုဒီကံကဘယ်မှာဖြစ်တာကိုယ်အပြင်မှာဖြစ်တာလားကိုယ်ထဲမှာဖြစ်တာလားဆိုကိုယ်တဏ္ဍာမှာဖြစ်တာလေကိုယ်တဏ္ဍာမှာဖြစ်တာကိုယ်တဏ္ဍာမှာဖြစ်တာဆိုတော့ဖြစ်ရဌာနပဲသူကအကျိုးပေးမှာပဲစားလိုက်တဲ့အစာကိုယ်ပိုက်ထဲရောက်သွားပြီဆိုရင်ဒုက္ခပေးရင်ဘယ်သူဒုက္ခပေးမှာတော့ကိုယ်ခန္ဓာကိုယ်ပဲဒုက္ခပေးမှာပဲပေါ့တို့ဆိုတာပေါ့ကံဆိုတာဘယ်မှာဖြစ်တာတော့ဆိုကိုယ့်ရဲ့စိတ်အစဉ်ထဲမှာဖြစ်တာပဲအဲ့တော့ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာဖြစ်တော့ဒီစိတ်အစဉ်ဆိုတာပြတ်သွားတာမဟုတ်ဘူးရှေ့ကချုပ်သွားနောက်ကပေါ်ရှေ့ကချုပ်သွားနောက်ဖြစ်စဉ်ကြီးတစ်ခုဟာဒီတိုင်းပဲသွားဒါကြောင့်မို့ဒီဘဝလှုပ်လိုက်တဲ့ကံတရားဟာနောက်ဘဝမှာခံနောက်ဘဝမှာခံကောင်းတာလုပ်ရင်နောက်ဘဝမှာစံနောက်ဘဝမှာစံဒီလိုဖြစ်တယ်ဘာကြောင့်ဒီလိုဖြစ်ရတာတော့ဆိုဖြစ်စဉ်ကြီးတစ်ခုပဲလေလျှက်စစ်မီးလို့ပေါ့လျှက်စစ်မီးဟာဓာတ်ကြိုးရှိသလောက်လျှက်စစ်တွေကစီးဆင်းနေတာဘယ်နေရာကင်လိုက်ဓာတ်လိုက်နေမှာပဲအဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာသူကဝင်သွားတာဝင်သွားသည့်အတွက်ကြောင့်ဘယ်နေရာရောက်ဒီကံတရားတွေက remain ဖြစ်နေပေါ့ဒီလိုပြောတာနော်ဟိုဘဝဒီဘဝဆိုတာလေးတွေရှိနေတော့လဲပဲဒီဘဝသို့မဟုတ်ဘဝတစ်ခုကလှုပ်လိုက်တဲ့အခါမှာဒီ line ကြီးကမပြတ်တော့ဖြစ်စဉ်ကြီးတွေကမပြတ်ဘူးမပြတ်သည့်အတွက်ကြောင့်ဒီ line ထဲမှာဝင်နေတာဒါကြောင့်မို့ online ဖြစ်နေတယ်လို့ပြောရမှာကံတရားတွေဟာ online ဖြစ်နေတယ်ဘယ်အခါကြည့်ရှိနေမယ်သူကဟိုလိုမြဲတဲ့သင်္ခါရနေဆသဘောနဲ့ရှိတာတော့မဟုတ်ဘူးနော် remain ဖြစ်နေတာကိုပြောတာနော်အကောင်ထဲနေနဲ့ရှိနေတာကိုပြောတာမဟုတ်ဘူးတတိတွေ remain ဖြစ်နေတာတည်ရှိနေတယ်ကိုဆိုလိုတယ်ဒါကြောင့်မို့လို့ဒီဘဝလှုပ်ထားတဲ့ကံကနောက်ဘဝလည်းကျိုးပေးမယ်ဟိုးနောက်ဘဝမှာလည်းကျိုးပေးဘဝပေါင်းများစွာခြားပြီးတော့လည်းအကျိုးပေးတယ်သူကအကျိုးပေးတယ်ဆိုတော့ तू ပေးချင်တိုင်းပေးလို့ရလားလို့ဆိုပေးလို့မရဘူး तू ကကိလေသာနဲ့တွဲဖက်ပြီးတော့အခြားအကြောင်းတွေအခြေခံရမှ तू ကအကျိုးပေးတာဘာဥပမာနဲ့နားလဲရတော့ဆိုလို့ရှိရင်ကြည့်လေလူများသိတဲ့တရက်စီကလေးတစ်ခုပဲပြောပါစို့တရက်စီလေးထဲမှာတရက်ပင်ပေါက်နိုင်တဲ့အရေးချင်းတွေရှိတယ်မျိုးစေ့ရင့်နေတော့တရက်ပင်ပေါက်နိုင်သို့တော့မြေရည်နဲ့ထိတွေ့မှုမရှိဘူးဆိုရင်ဒီတရက်ပင်ပေါက်လာလို့ဆိုမပေါက်ဘူးမြေရည်ဆိုတဲ့အထောက်အကူရှိမှသူကပေါက်တာ
အဲ့ဒါလိုပဲလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့ကံတရားဟာ online ဖြစ်နေတယ်ဆိုရင်မြေနဲ့ရေနဲ့ထိတွေ့တယ်လို့ပဲအခြားအကြောင်းတွေနဲ့ပေါင်းစပ်မိပြီဆိုရင်တော့အဲ့ဒါအကျိုးပေးပြီလို့ဆိုလို့ရတယ်ပေါ့နော်ဆက်ဆက်နေတဲ့သဘောအဲ့ဒါကံရဲ့သဘောပါမြတ်စွာဘုရားကဒါကြောင့်မို့ကမ္မတ္တကာကိုလှုပ်တဲ့ကံဟာကိုဟာပဲသူများဟာမဟုတ်ဘူးဗမာတွေပြောတယ်မဟုတ်လားကိုလှုပ်ကိုခံဆိုတာနော်ကိုလှုပ်တဲ့ကိုခံရတယ်ကမ္မတ္တကာကမ္မထာယတာကံပေးတဲ့အမွေကိုပဲယူရတယ်ဒီဘဝလူတွေလာကြတာလူတွေတယောက်နဲ့တယောက်မတူကြဘူးညာကောင်းတဲ့လူကကောင်းတယ်မကောင်းတဲ့လူကမကောင်းဆင်းရဲတဲ့လူကဆင်းရဲမွဲတဲ့လူကမွဲနော်သူကချမ်းသာရုပ်လှတဲ့လူကလှအယုတ်ဆိုးတဲ့လူကဆိုးအသက်ရှည်တဲ့လူကရှည်အသက်တိုတဲ့လူကတိုးဘဝမှာယောဂများတဲ့လူကများကျမ်းမာတဲ့လူကကျမ်းမာဘယ်သူကနေပြီးတော့ဒီလိုဖြစ်စေတာတမြေတဲ့နော်တမြေတဲ့တရေတဲ့တောက်ပြီးတမြေပေါ်မှာနေရတဲ့နဲ့ဘာဖြစ်လို့ကွဲပြားခြားနားမှုတွေဖြစ်နေတာတုံးလို့ဒီလိုမေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါကံပဲလို့ဒီလိုဆိုလိုတာနော်အကြောင်းတရားကအဲ့ဒါလို့ရှိနေတယ်အဲ့ဒီမှာကမ္မထာယတာကံပေးတဲ့အမွေပဲခံကြရတယ်ကမ္မယောနိကမ္မဗန္ဓုကံဒီအကြောင်းတရားကံဒီဆွေမျိုးဒီလိုဆိုလိုတာပေါ့ဗျာဆိုယံကမ္မံဂရိတန္တိကလျာဏဝပပကံဝတတ္တကမ္မတဒါယတာဘဝိတမဘာလို့သမျှကံရဲ့အကျိုးသူပဲခံရမယ်လို့ဒီလိုဆိုရပေါ့ဒါကံတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာနော်အဲ့တော့ကံဆိုဒီမှာဆိုတာခုနရှင်းရှင်းလေးနားလည်ဖို့လိုတယ်ကုသိုလ်ကံအကုသိုလ်ကံကာယကံဝစီကံမနောကံဆိုတဲ့ကံတရားနော်အဲ့လိုနားလည်ရအဲ့တော့ကံတရားရဲ့သဘောကိုနားလည်ပြီဘုရားဝတ္တဝင်သူတွေကသူတော်စင်တွေကကံကိုယုံကြည်ကြတယ်ကံကိုလက်ခံတယ်ကံကိုအကြောင်းတရားဖြစ်လက်ခံတယ်တို့တွေဒီဘဝဘာကြောင့်မွေးလာလဲကံကြောင့်မွေးလာကံဖန်တီးတယ်ပေါ့နော်ဘယ်သူလှုပ်တဲ့ကံလဲဆိုရင်ကိုလှုပ်တဲ့ကံပဲလူတိုင်းအသီးသီးလှုပ်ခဲ့ကြတယ်ကံတရားတွေရှိတယ်အဲ့ဒီကံတရားတွေကြောင့်လူဘဝရလာအေးတခြားသတ္တဝါတွေရောမေးကြည့်ဘာဖြစ်လို့ဒီဘဝရောက်လဲတိရစ္ဆာန်တွေပြိတ္တာတွေငရဲသားတွေဘာကြောင့်ရောက်လဲကိုလှုပ်တဲ့ကံကြောင့်ရောက်တာပဲကံပဲမြတ်စွာဘုရားဟောထားတယ်ဒုက္ခတိဘုံအပယ်၄ဘုံဆိုတဲ့ငရဲတိရစ္ဆာန်ပြိတ္တာဒီဘုံတွေဟာဘာကြောင့်ရှိနေရတာလဲဘာကြောင့်ပေါ်လာတာတုံးလို့ဆိုလို့ရှိရင်အကုသိုလ်ကံတွေကြောင့်ပဲအကုသိုလ်ကံတွေရှိနေသမျှနော်အကုသိုလ်ကံတွေရှိနေသမျှငရဲရှိမှာပဲတိရစ္ဆာန်ရှိနေမှာပဲပြိတ္တာရှိနေမှာပဲဒီလိုဆိုလိုတာပေါ့အကုသိုလ်ကံတွေရှိနေသမျှငရဲတိရစ္ဆာန်ပြိတ္တာဆိုတာရှိတယ်ကုသိုလ်ကံတွေရှိနေသမျှလူဘုံနတ်ဘုံဆိုတာသူဂတိဘုံတွေဆိုတာရှိနေမှာပဲကံနဲ့ဆက်ဆက်နေတာ32ဘုံဆိုတာအလကားပြောတာမဟုတ်ဘူးနော်အလကားဖော်ထုတ်ထားတာမဟုတ်ဘူးကံနဲ့ဆက်ဆက်ပြီးတော့ဟောတာကံရှိတယ်လို့လက်ခံရင်32ဘုံတချို့ကကိုမမြင်ရတဲ့အခါကျလူဘုံနဲ့တိရစ္ဆာန်ဘုံပဲရှိတယ်ကျန်တဲ့ဘုံတွေကိုမျက်စိကမမြင်အောင်ကိုမမြင်ရအတိုင်းမရှိဘူးလို့တော့ပြောလို့မမြင်ရတာအများကြီးပဲလေမမြင်ရတာပြောပြမယ်ကို့ဖေရောကိုမြင်ရလားသေချာစဉ်းစားကြည့်နော်ကို့အဖေကကိုမွေးလာပြီးမှဒါအဖေဆိုလို့သာမှတ်ထားတာလေကို့အဖေကိုကိုမြင်ရလားမြင်ရမှယုံကြည်မယ်ဆိုရင်မင်းကို့အဖေကိုမြင်မှမမြင်တာအမေကတော့မြင်ရတာပေါ့အဖေမမြင်ရဘူးလေအဲ့တော့မမြင်ရလို့မရှိဘူးလို့ပြောမယ်ဆိုလို့ရှိရင်အများကြီးပဲပြောစရာတွေဖြစ်လာ
အဲ့တော့30ပုံလို့မြတ်စွာဘုရားဟောထားတာဟာလေအကြောင်းမဲ့တက်တက်ဘုရားသခင်ဖန်ဆင်းထားတဲ့ဘုံတွေလို့ဒီလိုပြောလို့တာမဟုတ်ဘူးနော်ဖန်ဆင်းထားတဲ့ဘုံတွေလို့ပြောတာမဟုတ်ဘူးကံကြမ္မာကြောင့်ဖြစ်ပေါ်နေတဲ့အရာတွေများတာဖြစ်တယ်ပေါ့ကံနဲ့ဆက်ဆက်ပြီးတော့ဖြစ်လောကမှာရုပ်လောကကြီးနဲ့ပတ်သက်လာလို့ရှိရင်အကြောင်း၄မျိုးပဲရှိတယ်ကံကြောင့်ဖြစ်တာရှိတယ်စိတ်ကြောင့်ဖြစ်တာရှိတယ်ဥရုကြောင့်ဖြစ်တာရှိတယ်အာဟာရကြောင့်ဖြစ်တာရှိတယ်နော်အကြမ်းမြင်လေးပြောပြမယ်ဆိုရင်ဥတုနဲ့အာဟာရဥရုကြောင့်ဖြစ်နေတယ်ဆိုတာတွေကလောကကြီးမှာဥရုကြောင့်ဖြစ်တာတွေကများတယ်ဥရုဆိုတာဘာခေါ်တာတော့ဆိုအပူနဲ့အေးပဲပူမှုအေးမှုတွေကိုအကြောင်းပြုပြီးတော့ချိတောင်ကြီးလိုမာကြောသွားတာကြောက်တောင်ကြောက်တေလိုမာကြောသွားတာလေဥဒုတစ်ခုကြောင့်ရေတွေလိုအေးပျော်သွားတာလည်းပဲဥဒုပဲပျော့တာလည်းဥဒုပဲတချို့ဟာကမာတယ်တချို့ဟာပျော့တယ်ဥဒုကြောင့်ဖြစ်တာဒါတွေကနော်ဥဒုမတူညီမှုကြည့်ပြီးတော့ဖြစ်တယ်ဗဟိတလို့ခေါ်တဲ့သက်ရှိတတ္တဝါတွေနဲ့organism ပေါ့နော် organism ဆိုတာသက်ရှိတတ္တဝါတွေorganism ဆိုတာသက်မဲ့လောကကြီးကိုကြည့်လိုက်မယ်ဆိုရင်အလုံးဟာဥရုကြောင့်ဖြစ်တယ်သက်ရှိတတ္တဝါတွေကြတော့ဥဒုကြောင့်လည်းဖြစ်တယ်အာဟာရကြောင့်လည်းဖြစ်တယ်စိတ်ကြောင့်လည်းဖြစ်တယ်ကံကြောင့်လည်းဖြစ်တယ်လို့ဟောဒီလိုလာတာသူကအကြောင်းတရားကြီးတွေကိုရှာပြထားအဲ့ဒီအကြောင်းတရားတွေကိုမခစ်ကဖျားမပွင့်ခင်ကအလုံးလုံးပြီးတော့အတွေးထဲမှာဘာဖြစ်ဘုရားသခင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အတွေးဟာအမတန်မှရှေးကြတဲ့အတွေးပဲမော်ဒန်အတွေးများအောက်မေ့မနေနဲ့နော်ရှေးကြဆုံးပဲဗုဒ္ဓရဲ့ရှေးကြတဲ့အတွေးတွေဒီလိုဆိုလိုတာနော်သိရှေးကြတဲ့အတွေးတစ်ခုပဲတခြားရှာမရတဲ့အခါကျတော့တကုရှင်ကြီးဖန်ဆင်းတာလို့ပြောလိုက်တော့လွယ်တာပေါ့လွယ်တာနဲ့ပြောလိုက်တဲ့စကားပဲတကုရှင်ဖန်ဆင်းလို့သာဒီလိုဖြစ်တယ်ဆိုအဲ့ဒီကြတော့မေကွန်းတစ်ခုတက်လာတော့အဲ့ဒီတကုရှင်ကြတော့ဘသူဖန်ဆင်းတာတော့ဆိုရင်အဆက်ပြတ်သွားတယ်သူဖန်ဆင်းတဲ့လူမရှိသည့်အတွက်ကြောင့်တကုရှင်ကနေသထာဝရဖန်ဆင်းလူမရှိဖြစ်သွားတယ်ဒီလိုဆိုတော့ဗုဒ္ဓရဲ့အဆုံးအမအရကြည့်မယ်ဆိုရင်အကြောင်းနဲ့အကျိုးဟာဆက်နွယ်ပြီးတော့ဒီလိုလက်ပတ်နေတယ်အကြောင်းနဲ့အကျိုးဆက်နွယ်လက်ပတ်အပြန်အလှန်ဆက်သွယ်ပြီးတော့အကြောင်းအကျိုးတွေဟာဖြစ်ပေါ်နေကြတယ်တခြားကိုမရှာဘူးတရားဝါတွေလက်တွေ့နိုင်တဲ့အကြောင်းအရာတွေကိုရှာတယ်ဒါကြောင့်မို့ကံနေမကောင်းတဲ့ကံနေရှိနေသမျှကာလပတ်လုံးဒုက္ခတိဘုံနေဆိုတာရှိနေဦးမှာပဲမကောင်းတဲ့ကံနေရှိနေသမျှကာလပတ်လုံးငရဲတရိစ္ဆာန်ပြိတ္တာဆိုတာရှိနေမှာပဲကောင်းတဲ့ကံနေရှိနေသမျှကောင်းရဒုက္ခတိဘုံနေရှိနေဦးမှာပဲလူပြေနတ်ပြေဆိုတာရှိနေဦးမှာပဲလူတွေနတ်တွေဆိုတာရှိနေဦးမှာပဲဒီလိုဆိုလို့ကံကြမ္မာနဲ့ဆက်ဆက်ပြီးတော့နေတယ်ဒါကြောင့်မို့ကံတရားဆိုတာဟာလောကမှာသဘာဝအားဖြင့်အမှန်အားဖြင့်ထင်ရှားရှိနေထင်ရှားရှိတယ်ဆိုတာဘယ်သူကပြောတာတော့ကိုယ့်ကိုသိတယ်လေကိုယ်စိတ်ထဲမှာဖြစ်တဲ့အရာတွေကိုပြောနေတာပဲလေတခြားဟာပြောတာမဟုတ်ဘူးဒါကြောင့်မို့ကိုယ်စိတ်ထဲမှာဘယ်လိုစိတ်စေတနာတွေဖြစ်နေသလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ကံတရားတွေကိုသတ်မှတ်လို့ရသွားပြီဟုတ်ပြီအဲ့ဒီကံတရားတွေဟာနော်တန်တရားထဲမှာဒုက္ခမကောင်းတဲ့ကံကဒုက္ခကိုပေးလိုက်ကောင်းတဲ့ကံကချမ်းသာကိုပေးလိုက်ဒုက္ခကိုပေးလိုက်ဒုက္ခကိုပေးလိုက်နဲ့တန်တရားကြီးထဲမှာ31ပုံနော်ကျင်လီပြီးတော့ဘဝတန်တရားခရီးကြီးထဲမှာလှည့်လည်ပြီးတော့နေကြဒီကံတရားတွေဒါဖြင့်ဒီကံတရားတွေဟာသူတို့မှာတော့အကြောင်းမရှိဘူးလားလို့ဆိုရှိတယ်သူတို့ကိုဘယ်သူကနေပြီးတော့ control လုပ်နေတုံးဆိုကိလေသာတွေက control လုပ်ဒါဖြင့်ဒီကိလေသာတွေကိုတော့ဘယ်သူက control လုပ်တုံးဆိုရင်ကံတွေကနေပြန်ပြီးတော့သူတို့ကိုကံနဲ့ကိလေသာနဲ့ပြန်ပြီးတော့ control လုပ်တာ
ခြားကိလေသာတွေကပြန် control လုပ်နော်လုံးလက်ခတ်အမေဘုတ်ရဲ့သူချီခင်ဆိုတာလို့အစရှာမရအောင်တန်တရားထဲမှာရှုပ်ထွေးပွေလိမ့်နေရှေ့ဟာနဲ့နောက်ဟာနဲ့ရှေ့ဟာရှုပ်ထွေးပွေလိမ့်နေအောင်ကံနဲ့အကြောင်းတရားတွေဟာကိလေသာတွေဟာရောထွေးပြီးတော့ဒီလိုနေတာအဲ့ဒါလို့ရောထွေးနေသည့်အတွက်ကြောင့်တန်တရားကြီးထဲမှာကံနဲ့ကိလေသာပေါင်းပြီးထုတ်လုပ်နေသမျှကာလပတ်လုံးဘဝဆိုတာဘုန်းကြီးတို့တွေရနေကြအောင်ပါပဲမကောင်းတဲ့ကံနဲ့မကောင်းတဲ့ကိလေသာတွေပေါင်းစပ်လိုက်ရင်မကောင်းတဲ့ဘဝတွေရလာကိလေသာတွေချုပ်ငိမ့်သွားပြီဆိုလို့ရှိရင်ဘဝဆိုတာပြတ်သွားမှာပဲဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားဟောတယ်အချုပ်အားဖြင့်လောဘသည်ဒေါသသည်မောဟသည်ဒီအကုသိုလ်အရင်းမြစ်သုံးခုဟာနော်ကိလေသာဖြစ်ပြီးတော့ကံတရားတွေဖြစ်ဖို့အတွက်အကြောင်းရင်းတွေပဲလို့မြတ်စွာဘုရားဒီလိုဟောတာ။ဘာဖြစ်လို့အကြောင်းရင်းဖြစ်တုံးဆိုရင်လူတွေလှုပ်တာကြည့်လေကိုယ်ဒီလျောက်လှုပ်တာဘာကြောင့်လှုပ်လဲလို့ကိုယ့်အကိုစမ်းစစ်ကြည့်လောဘကြောင့်လည်းလှုပ်တယ်ဒေါသကြောင့်လည်းလှုပ်တယ်အမှန်မသိတဲ့မောဟကြောင့်လည်းလှုပ်တယ်တခါတလေအမှန်မသိတဲ့မောဟကြောင့်လှုပ်တယ်ဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိဘူးမောဟကမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်သွားတယ်လှုပ်တဲ့နာကြောင့်မလှုပ်တဲ့မှုလို့ထင်တယ်အဲ့ဒီတော့လှုပ်မိရလှုပ်သွားတယ်ဒါမောဟကြောင့်ဖြစ်တယ်လို့ခေါ်တယ်အမှန်မသိလို့လှုပ်တာလေဒေါသကြောင့်လှုပ်တယ်ဆိုတာထင်ရှားတယ်လေလောဘကြောင့်လှုပ်တယ်ဆိုတာထင်ရှားတယ်စိတ်လိုက်မှလှုပ်လိုက်တယ်လောဘဖြစ်လို့လိုချင်လို့လှုပ်လိုက်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတာကံဖြစ်ဖို့အတွက်အကြောင်းတရားတွေပဲဒေါသကြောင့်သူများအသက်ကိုတတ်လိုက်တယ်လောဘကြောင့်သူများဥစ္စာကိုခိုးလိုက်တယ်လောဘကြောင့်ကာမေတုမိစ္ဆာစာရအမှုကိုကျွလွန်လိုက်တယ်ဟောကြည့်လေကိုယ့်ကိုသိတာတယ်လေဒါတွေကလောဘတွေဒေါသတွေမောဟတွေကိုယ်တဏ္ဍာမှာဖြစ်တဲ့မကောင်းတာတွေကိုတွားပြီးတော့ဘုရားသခင်ကိုမစွတ်စွဲလေနဲ့ပေါ့ဒါတွေကကိုယ်တဏ္ဍာမှာဖြစ်နေတာပဲဒီကုသိုလ်တွေမကောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒီမကောင်းတဲ့စိတ်ဓာတ်ကိုအကြောင်းပြုပြီးမကောင်းတာတွေဖြစ်တယ်ကဲအဲ့ဒီနေရာလေးမှာအစားထိုးကြည့်တရားတွေကိုတနာတယ်နော်ကိုယ်တွေလောဘတွေမရှိဘူးမေတ္တာထားတယ်လှုပ်တဲ့နာမလှုပ်တဲ့နာသိတယ်ဒါမလှုပ်တဲ့မှုဆိုတာသိတယ်သိသည့်အတွက်ကြောင့်ဘာဖြစ်လဲသူများတဲ့တတ်တာမလှုပ်ဘူးရှောင်တယ်ဟောအလောဘအဒေါသအမောဟဆိုတဲ့ကုသိုလ်ဘက်ကအကြောင်းတရား၃ခုအလောဘကြောင့်ရှောင်လိုက်တယ်အဒေါသကြောင့်ရှောင်လိုက်တယ်အမောဟကြောင့်သူများဥစ္စာခိုးဖို့အလောဘမရှိသည့်အတွက်ကြောင့်သူများဥစ္စာမခိုးလောဘမရှိသည့်အတွက်ကြောင့်သူတော်ဘာတာမယာစိတ်နဲ့တောင်မပြင်းမှာဘူးဟောဖြစ်လာဒီလိုဝစီကံတွေလည်းထို့တူပဲလောဘကြောင့်လိန်တာရှိတယ်ဒေါသကြောင့်လိန်တာရှိလောဘကြောင့်လိန်တာဘယ်လိုရှိတာလဲလို့မေးမယ်ဆိုအေးယုံမှတက်တိလိုက်ပတ်စံပေးတာတယ်မင်းရောက်မင်းဒီတိုင်းထွက်ဆိုမင်းငါ10သိန်းပေးမယ်ဆိုအဲ့ဒါထွက်တယ်အဲ့ဒါလောဘကြောင့်ဖြစ်တာလေရုံးပြင်ကနာတက်ပြီးတော့လိန်တာသူများကြိုးပြတ်အောင်လိန်တာအဲ့ဒါမျိုးကိုမုဒ္ဒဝါဒလို့ခေါ်တာနော်အပျော်ပြက်ပြောတဲ့မုဒ္ဒဝါဒမဟုတ်ဘူးတစ်ဖက်သားပျက်စီးအောင်ပြောတဲ့မုဒ္ဒဝါဒခုံးတိုက်အောင်လုပ်တယ်တုံးနဲ့တူကွဲပြဲတော့အောင်လုပ်တယ်အထင်တွေလွဲမှားတော့အောင်လုပ်တယ်နိုင်ငံရေးဆိုပိုရှုံးမှာပေါ့နော်ကွဲပြဲကုန်အောင်လုပ်တယ်နောက်တစ်ခါဆဲရီတိုင်းထွာတယ်ပတ်စံရလို့ဆဲတဲ့လူလည်းရှိတယ်နော်လောဘနဲ့ဆဲတာဒေါသနဲ့ကိုမုန်းလို့ဆဲတာတစ်မျိုးအဲ့တော့ဒီလောဘတွေဒေါသတွေမောဟတွေရှိနေသမျှကာလပတ်လုံးဘုဒ္ဓဝါဒပိသုဏဝါစာပရုဒ္ဓဝါစာသမဗလာပဆိုတာတွေကိုကျွလွန်တာပဲဒါကြောင့်မို့ကိလေသာတွေဟာလောဘကိလေသာတွေဟာကံဖြစ်ဖို့ရအတွက်အကြောင်းတရားတွေပဲလို့မြတ်စွာဘုရားဒီလိုဟောတာနော်ဟုတ်ပြီလောဘကြောင့်ဖြစ်လာတဲ့ကံတရားဒေါသကြောင့်ဖြစ်လာတဲ့ကံတရားမောဟကြောင့်ဖြစ်လာတဲ့ကံတရားဟာအဲ့ဒီ
ကံကြောင့်ဖြစ်ပေါ်လာတဲ့ဘဝလောဘကြောင့်ကံတရားတွေကိုလှုပ်လိုက်တယ်ဒေါသကြောင့်ကံတရားတွေကိုလှုပ်လိုက်တယ်မောဟကြောင့်ကံတရားတွေကိုလှုပ်လိုက်တယ်အဲ့ဒီကံကြောင့်ဘဝတစ်ခုရလိုက်တယ်ရလာတဲ့ဘဝမှာအဲ့ဒီကံကသူတို့ဆိုတာပေါ့နော်အဲ့ဒီကံကအကျိုးပေးတယ်အဲ့တော့အဲ့ဒီကံကအကျိုးပေးတယ်ဆိုတဲ့အခါမှာအကျိုးပေးပုံပေးနည်းကသူကအချိန်၃ပိုင်းရှိတယ်ပေါ့အချိန်၃ပိုင်းတချို့ကံကကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်တချို့ကံကအခုလက်ရှိဘဝမှာပဲအကျိုးသက်ရောက်သူများတရားတွေကိုရဲဆက်ဆက်နှစ်ပေါင်းများစွာတတ်တဲ့ပုဂ္ဂိုလ်ကတေခံနီးသို့မဟုတ်တေတဲ့အခါမှာကိုယ်လည်းအဲ့ဒီလိုဒုက္ခမျိုးနဲ့တေရတတ်တယ်ဒါကတော့တာရကတွေမြောင်များစွာရှိတာပဲလောကဒီလိုဖြစ်တတ်တယ်ပါဏာတိပါဒကျွလွန်မှများလို့ရှိရင်မြတ်စွာဘုရားလက်ထက်တုန်းကစုံဓာဆိုတဲ့ဝတ္တသမားတယောက်တေခဏီရောက်တဲ့အခါကျတော့9ရက်အိမ်ထဲမှာဝက်လို့អော်ပြီးတော့နေရတာမနေနိုင်ဘူးသူអော်တဲ့အတန်ကြီးကဝက်တန်ကြီးဖြစ်တယ်ဝက်လို့ဖြစ်သွားတာဝက်လို့អော်သေးတယ်လို့ရှိတယ်နွားလို့អော်သေးတယ်လို့ရှိတယ်စိတ်လို့អော်သေးတယ်လို့ရှိတယ်ဘာဖြစ်တာတော့ဆိုဒါဒိဋ္ဌဓမ္မမှာအကျိုးပေးတယ်လို့ခေါ်တာပေါ့နော်များလာလို့ရှိရင်အင်အားတွေကောင်းလာလို့ရှိရင်ဒီဘဝမှာလည်းအကျိုးသက်ရောက်မှုတွေရှိကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေလည်းဒီဘဝမှာအစဉ်ပြေလာတာတို့ကောင်းကျိုးချမ်းသာတွေရလာတာတို့ဒီဘဝမှာပဲအစဉ်ပြေတာတို့ဒါတွေရှိတယ်တခါတခါအင်အားပြိုင်တာမျိုးတွေရှိတယ်အင်အားပြိုင်တဲ့အခါမှာကံတရားနဲ့ပတ်သက်ပြီးဒီမျက်စိလေတတ်တယ်ပေါ့ဆိုပါစို့လူတယောက်ဟာသူကောင်းတာတွေကြီးပဲလုပ်တယ်ဒါပေမဲ့ဖြစ်လိုက်တာမကောင်းတာတွေကြီးဖြစ်နေကြတော့သူ့စိတ်ထဲမှာဘယ်လိုထင်ငါကောင်းတာတွေလုပ်ရတဲ့နဲ့ကောင်းတာမဖြစ်ဘူးမကောင်းတာဟိုနောက်တစ်ယောက်လှမ်းကြည့်လိုက်တော့ဟိုလူကမကောင်းတာတွေကြီးလုပ်တယ်ဒါပေမဲ့မကောင်းတာတွေကြီးလုပ်တဲ့လူကကြီးပွားနေအမြင်မှာအဲ့ဒါလိုဖြစ်တတ်တယ်ပေါ့သို့တော့ဒီကြားထဲမှာရှုပ်ဝက်တိမ်မြုပ်နေတဲ့အကြောင်းတရားတွေရှိတယ်ဆိုတာမြတ်စွာဘုရားမှာသိတယ်ဘယ်လိုကြောင့်ကံတရားဆိုတာဟာသူကမကြိုးဝဖြစ်တယ်မဖြစ်ဘူးဆိုတဲ့ပုံမှာမူတည်တယ်သူကအတိတ်ကကောင်းတာတွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တရားဟာဒီဘဝမှာကောင်းတာတွေကြီးပဲလာဖြစ်တာအတိတ်ကံကြောင့်ဖြစ်တာဒီဘဝလောက်ရနဲ့မဆိုင်သေးဘူးဒီဘဝကခုမှလိုက်ပြီးတော့စိုက်ပျိုးတော့မှရှိသေးတယ်မသိသေးဘူးလို့ပြောရဒီဘဝကောင်းတာလှုပ်တာနဲ့မဆိုင်သေးဘူးအခုကောင်းတာလို့အခုအကျိုးခံစားရမယ်ဆိုရင်လူတွေကကောင်းတာကြီးလုံးမှာပေါ့မကောင်းတာတွေလုံးလို့အခုမကောင်းတာလုံးရင်အခုမကောင်းကျိုးရတယ်ဆိုရင်လေလူတွေဟာကြောက်ပြီးတော့မကောင်းတာရှောင်ကြမှာပေါ့သို့တော့အချိန်ဆိုတာရှိတယ်လေမြန်မာစကားမှာလည်းရှိတယ်အခုရေတွင်တူအခုရေချီတောက်ချင်လို့မရဘူးဆိုတာအခုတစ်ပင်ဆိုင်နှစ်ဖြင့်ကအသီးသီးမှမဟုတ်သေးဘူးပေါ့အဲ့ဒါလို့ဈာကလလေးတွေနဲ့မျက်စိလဲသွားတတ်တယ်အမှန်ကတော့ပုံသေးကားချက်မှတ်ထားရမှာတော့မကောင်းတဲ့ကံသည်မကောင်းတဲ့အကျိုးကိုသာဖြစ်စေနိုင်တယ်ကောင်းတဲ့ကံသည်ကောင်းတဲ့အကျိုးကိုသာဖြစ်စေနိုင်တယ်ဒီဟာတော့သိကြပါ့ပဲဖြစ်စေနိုင်တယ်ဆိုတာသူ့ရဲ့တဘာဝကိုပြောပြတာဖြစ်တာမဖြစ်တာကတခြားအခြေအနေတွေရှိသေးတယ်လို့ဒီလိုတွေ့ရတခြားအခြေအနေတွေရှိတယ်တခြားအခြေအနေဆိုတာစဉ်းစားကြည့်မဟုတ်တာလုပ်တဲ့လူတိုင်းကပြောအရက်ထဲမှာကတခါတလေမရှိဘူးလားပတ်စံချမ်းသာတဲ့လူနဲ့ပတ်စံမချမ်းသာတဲ့လူပြစ်မှုတစ်ခုကျူးလွန်မိတာချင်းတူတူပဲပတ်စံချမ်းသာတဲ့လူကပတ်စံလေးပေးရင်လွတ်သွားပြန်ဒါအခြေအနေလို့ခေါ်တယ်ဒါနော်တခြားကြောင်းကြောင့်လည်းလွတ်သွားတယ်ပတ်စံမရှိတဲ့ကောင်ကတော့တန်းသွားတာပဲဒါပဲမပေးနိုင်ဘူးလေဒါအပြစ်လားလို့ဆိုအပြစ်မဟုတ်ဘူးသူအခြေအနေလို့ဆိုလို့ရတာနော်အခြေအနေလို့ဆိုလို့အဲ့ဒါကံတွေကိုလည်းအခြေအနေကနေပြီးထိမ့်ချုပ်နေတယ်ဆိုတာကိုတတိထားဖို့လိုတာပေါ့သို့တော့အားကောင်းလာပြီဆိုရင်တော့ထိမ့်ချုပ်လို့မရတော့ဘူးသူအားမကောင်းသေးရင်ထိမ့်ချုပ်လို့ရတ
တခါတလေမြတ်စွာဘုရားတောင်ပြောတယ်လေကမ္မဝိပါကောဗုဒ္ဓဟိပိအပတိဘာဟိယောတဲ့ကံတရားရဲ့အကျိုးဆိုရင်လွှမ်းမိုးလာပြီဆိုရင်ဘုရားတောင်တားလို့မရဘူးတဲ့ဒါအစွမ်းတကူနဲ့တားလို့မရဘူးကံတရားကအရှိန်ရလာပြီဘာနဲ့ဥမာတူတော့ဆိုရင်အရှိန်အဟုန်နဲ့စီးဆင်းလာတဲ့မိုးရွာလို့တောင်ကြားရေကြီးတွေကိုသွားပိတ်မယ်မကြံနဲ့နော်ပွင့်ထွက်သွားမှာပဲတားလို့မရဘူးအရှိန်ပြင်းလာပြီဆိုရင်တားမရတာဒါသိကြတယ်ပေါ့ဟုတ်ပြီဒီလိုကံတရားတွေရှိနေတာနောက်ကကိလေသာတွေရှိနေသည့်အတွက်ကြောင့်ဒါဖြင့်ဒီကံတရားတွေကလွတ်ချင်ဘာလို့ရမလဲလို့ဆိုရင်အဲ့ဒီကိလေသာတွေကိုဖယ်ဖို့ပဲလိုတယ်ကိလေသာတွေဖယ်လိုက်တာနဲ့ကံတရားတွေဟာပျောက်ကွယ်သွားနိုင်တယ်လှုပ်ထားတဲ့ကံတရားတွေလည်းအကျိုးမပေးတော့ဘူးဒါကြောင့်မို့လို့စာပေကျမ်းဂန်မှာဆိုတဲ့ကိလေသာនិရောဓေကမ္မនិရောဓတဲ့ကိလေသာတွေချုပ်ငြိမ်းသွားရင်ကံတရားတွေချုပ်ငြိမ်းသွားတယ်ပရိစ္ဆသမုပ္ပါဒ်မှာအဝိဇ္ဇာယအတေတဝိရာဂនិရောဓအဝိဇ္ဇာនិရောဓသင်္ခါရនិရောဓအဝိဇ္ဇာဆိုတဲ့ကံတရားချုပ်ငြိမ်းသွားသည့်ကိလေသာချုပ်ငြိမ်းသွားသည့်အတွက်ကြောင့်သင်္ခါရဆိုတဲ့ကံဟာချုပ်သွားတယ်ဒီလိုဆိုတာပေါ့နော်တဏှာនិရောဓဥပါဒနာនិရောဓဥပါဒနာនិရောဓဘောဟនិရောဓတဏှာဆိုတဲ့ကိလေသာဥပါဒံဆိုတဲ့ကိလေသာချုပ်ငြိမ်းသွားလို့ရှိရင်ကမ္မဘဝဆိုတဲ့ကံတရားလည်းပဲချုပ်ငြိမ်းသွားတယ်လို့သူပြောတာအဲ့တော့ဘုန်းကြီးတို့တွေဒီမကောင်းတဲ့ကံတွေလုံးမိထားလို့ထိုမကောင်းတဲ့ကံတွေကလွတ်မြောက်တဲ့နီလန်းဘယ်လိုလုပ်ရမလဲလွတ်မြောက်တဲ့နီလန်းဆိုတာဘာလဲလို့မေးမယ်ဆိုရင်ကိုယ်တဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေဒါတွေကိုဖယ်ရှားဖို့ကြိုးစားရမှာပဲအဲ့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကိုယ်တဏ္ဍာမှာမရှိတော့ဘူးဆိုလို့ရှိရင်လုံမိပြီးသားကံတွေရလည်းအကျိုးပေးခွင့်မရတော့ဘူးလုံပြီးသားကံတွေလောဘဝိကတိလောဘပျောက်ကင်းသွားပြီဆိုလို့ရှိရင်တဲ့လောဘဆိုတဲ့ကိလေသာကင်းသွားပြီဆိုလို့ရှိရင်ဘယ်ကံမှအကျိုးပေးနိုင်စွာမရှိတော့ဒေါသဆိုတဲ့ကိလေသာမောဟဆိုတဲ့ကိလေသာဒီကိလေသာတွေပျောက်ကင်းသွားပြီဆိုလို့ရှိရင်ဘယ်ကံကမှအကျိုးပေးနိုင်စွာမရှိတော့သို့တော့စာအနေနဲ့ပြောတဲ့အခါကျတော့ကမ္မခယကံနေကုံနေနဲ့ပြောတာတိုက်ရိုက်ကုံတာကတော့ကိလေသာကုံတာဟုတ်ဗျကိလေသာကိုသာပယ်တာကံကိုပယ်တယ်လို့ပြောတာမဟုတ်ဘူးနော်ကိလေသာကိုပယ်ရကံဆိုတာစဉ်းစားကြည့်လေပယ်လို့မရဘူးဆိုတာဟိုဘဝလှုပ်ထားတဲ့ကံလှုပ်ပြီးသားဘယ်လိုလုပ်ပယ်ခုမှမရှိတာနော်လိုင်းနဲ့ဟာဘယ်လိုဆွဲထုတ်လို့မရဘူးစွန့်ရည်တတ္တိနဲ့သူကလိုင်းဝင်သွားပြီဆိုဆွဲထုတ်လို့မရဘူးပယ်လို့ရတာကိလေသာကိုပဲပယ်လို့ရကိလေသာပယ်လို့ရတယ်ဆိုတာဟောသီလဆောင်ပြီးတော့လောဘကိုထိန်းတယ်ဒေါသကိုထိန်းတယ်မောဟကိုထိန်းတယ်သမာဓိဘာဝနာပညာဘာဝနာကမ္မထံတရားအထုတ်ပြီးတော့လောဘကိုထိန်းတယ်ဒေါသကိုထိန်းတယ်မောဟကိုထိန်းတယ်နောက်ဆုံးမှာအစွမ်းထက်တဲ့မစိတ်ဖို့စိတ်တွေနဲ့လောဘတွေဒေါသတွေမောဟတွေအကျဉ်းချံမရှိအောင်ဖယ်ရှားပြစ်လိုက်တယ်ကိလေသာတွေကုံသွားပြီကိလေသာကုံသွားတာနဲ့တပြိုင်နက်ကံတရားတွေဟာအကျိုးပေးနိုင်စွာမရှိတော့ဘူးတဲ့ဒီလိုပြောတာနော်ကံတရားတွေဒါကြောင့်မို့လို့နောက်ဆုံးယဟန္တာဖြစ်သွားတဲ့ဉာဏ်မျိုးကိုအာတဝခယလို့ဒီလိုခေါ်တယ်အာတဝဆိုတာကိလေသာတွေကိုပြောတာပဲအဘိဓမ္မာမှာအာတဝ၄မျိုးတင်ဖော်ပြထားပြီမဲ့တခြားသုတ်တန်တွေမှာအာတဝဆိုတာကိလေသာတွေကိုရည်ညွှန်းတာတွေအများကြီးရှိတယ်ပေါ့အဘိဓမ္မာမှာကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇာတဝလို့ဆိုပြီးတော့အာတဝတရား၄ပါးတရားကိုကောက်တဲ့အခါကျတော့လောဘဒိဋ္ဌိမောဟဒီ၃ခုပဲဖော်ပြတာသို့တော့အခြားကိလေသာတွေဟာလည်းပဲတူတူပဲ aspect တစ်ခုအနေနဲ့မြတ်စွာဘုရားရှုထောင့်တစ်ခုအနေနဲ့အာတဝ၄ပါးလို့ခေါ်တာ
Eri Adawa Diari, Loma Konkan Dwazira, Kiridari, Loma Konkan Dwa, Sonne, a Sontete Kuduaro, a Radame Kudu Pete. Eri Radame Kudu Ya, Paloamne, Tila, Damadi, Pienya, Sure. A Jendeka, Tomio, Totomio Sodima, Megan Shepa, Jendea, Messima Badibra, Dea Pete. Era go Jenjen, Joko Atoche Apsi. Kilitari Kondwalushi, Canile Kondware, Lusura. Kilita Shini Demia, Cani Shini Umabe, Kilita Kondwavi Swing, Caniale, Juma Biro, a Juma Bibu Sureniama, Takuta di Tau. Cana Shini Demiaro, a Dewaga located Cania Jubini Umabe. Cana Shi Demiaro, Jubi, no? A Juma Biro Wulu Sura. Now so Kilita Kondwalu Pawago Nota Masato Wu Surekama, Bada Jupi, Bama Mishid only. The Kadoja Shimogalan Hayanda Pitara, Hode, Kilitari Kondwara. Taivelu, Luta Kanyade, Lusura, a Dewa Ganyan Lubero, a Duma Kamagomala Lutavido Masojo. Erika, a Dewaga Laila de Kania, Kanashini the Miaro, Shini Umabe. Kutanama Pikera, online Pinny. Todo Shimogalan, Brenivan, Sandore, now Canary, Chonyan Davi, Sureka. Dikanaga, Kilitaga, Panide Canary, go. Kilita, Panitare, Canary, Shini the Mia, Kangaro, remain Umabe. E Kilita, Nyain Mogo Sierra is a Gana Biomas, Launsa, Tainlu, Minyan Davi, Sureka. Penia Tetla Omar, Launzam Shiro. Launzam Shiro, Kania, Sepetavi, Nawati, Lavi, Jubilumia, Bawama Mashiro, who Pawashini, no, Gonelubia, like the Umabe. Todo Kilita, Chonyan, Kani Choke, Lutsuraha, Pawadaku, 2.9 Mashiro, Wulu, Dilupiora. Hagala, Music, Chapida, Can music, Chapida, Pitwadi, Dwajam. Now, Bawa Taku, 2.9 Mashiro, Edilu, Solure, Dajamu, can net Kilita, a jam. Tilu, Matachayama, Shipa. They are checking to those and break that bound. Puram Yaswa yet so mama. Candiaule Nalevo Lure. Candia jumps at the Kilitari, will Nalevo Lure. Kilita, Pema, Candiariha. Jubi Yatoma, Suraule, Nalevo Lure. Kilitari Shini Demia, Candiari has selected upon Umabe. Candiari Shini Demia, a Benge Surale, Shini Umabe, Lubo Nabon, Donzetable Surale, Shini Umabe, Donzetable Ma, Sanso, Chinlenia Surale, Candiane, Kilita, Bonsabio, Pandita Rada Pide, Alo, Cane, Kilita Rue, Lecheta Pide, Surago, Alo Dishi Nale Vido. Mimi Kore, Pawaga, Lumia Logenushi, the Chao, Agosea, Malubu, Kudanama Shide, Kilidari, Pay Night on, Josa Atoja Mapside, Josa Atote Sura, Megan Sheba, Chindiama, the Cha Chinzea, Messiu, Eka Yeno, a young bakery, Macolo Sura, da the Kudido Lance, Mepsibare, Sura, Jow, Dishi Nale Jabi, Kilidari, Pay Night on. Candiari, Chonyan Jump, Kirita, Penna on Chinjan, Joko, Atoto, Munanja, Vasigo, the